ငုံတိုင်းကြောက်တံမျိုးအညီကိုဗဟိုပြု၍ Richter scale 4.5 အဆင့်ရှိအင်အားအသင်းတင်ကလင်တစ်ခုလောက်ခတ်ရန်ကုန်တိုင်းကကြီးကြောက်တံမျိုး၏အရှိတောင်ဘက်24ကီလိုမီတာခန့်ကွာပင်လယ်ပြင်ကိုဗဟိုပြု၍ယနေ့မေလ18ရက်နေ့နက်8:35မိနစ်ချိန်က Richter scale 4.5 အဆင့်ရှိအင်အားအသင်းနှင့်ရှိသောမြေငလင်တစ်ခုလောက်ခတ်သွားကြောင်းငလင်သတိပေးစနစ်အရသိရပါသည်အဆိုပါငလင်လောက်ခတ်မှုကြောင့်ရန်ကုန်မြို့တွင်ရှိမြို့နယ်ချို့နှင့်ကလျက်တရှိသောဖျားပုံဘိုကလေးဘကိုတထုံစားသည့်မြို့များတွင်လည်းမြေပြင်တုံခါမှုလိုင်းများကိုတီးတသာခံစားခဲ့ရကြောင်းဒေသခံများ၏ပြောဆိုချက်အရသိရပါသည်ငလင်လောက်ခတ်မှုကြောင့်လူနှင့်အဆောက်အုံထိခိုက်ပျက်စီးမှုအခြေအနေဒေသကိုသက်ဆိုင်ရာတာဝန်ရှိသူများကဆက်လက်စုံစမ်းလျက်ရှိနေပါသည်ရန်ကုန်တွင်ငလင်လောက်ခတ်မှုအလွန်တိတာပြီးအထက်မြင့်တိုက်တာများခြင်းဖြင့်ငလင်ပြင်းအား 4.5 အဆင့်ရှိဟုကနဦးသတင်းများအရသိရှိရပါသည်ရန်ကုန်မြို့တွင်ယနေ့နနက်8:35မိနစ်အချိန်ငလင်လောက်ခတ်မှုအလွန်တိတာပြီးအထက်မြင့်တိုက်တာများခြင်းပြုသွားကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပို့ခဲ့ပါသည်ဒီနေ့နဲ့ငလင်လောက်ခတ်သွားတာအတော်ကိုတိတာတယ်အချိန်လဲကြတယ်ဒီလောက်ကြီးကြင်ကြံလောက်တာအတော်ကိုလန့်စရာပဲစမ်းကြောင်းမြို့နယ်မှာပြည်သူတို့ကပြောဆိုခဲ့ပါတယ်ယနေ့နနက်လောက်ခတ်သောငလင်မှာရန်ကုန်မြို့ပင်လယ်ဝအနီးတွင်ဗဟိုပြုလောက်ခတ်ခြင်းဖြစ်ပြီးငလင်ပြင်းအား 4.5 အဆင့်ရှိကြောင်းကနဦးငလင်သတိပေးချက်များအရသိရှိရပါတယ်ရန်ကုန်မြို့တွင်ငလင်လောက်ခတ်သတိတသာခံစားရရန်ကုန်မြို့တွင်ငလင်လောက်ခတ်သည်ဟုရန်ကုန်မြို့တွင်နေထိုင်သူများကပြောကြားမေ18ရက်နနက်8:35မိနစ်ခန့်တွင်ငလင်လောက်ခတ်ခဲ့ခြင်းဖြစ်ပြီးသတိတသာခံစားခဲ့ရသည်ဟုသိရပါတယ်ငလင်ကသတိတသာလောက်တဲ့10 စက္ကန့်လောက်ကြာတယ်တိုက်ပေါ်မှာနေတော့တိတာတယ်လို့တာကေတာမြို့နယ်တွင်နေသူတူကပြောကြပါတယ်ကျွန်တော်ဆိုအုံမှာမုတ်ဆိုင်နေရဆိုတော့ငလင်လောက်တာတိတိတာခံစားလိုက်ရပါတယ်ဟုတောက်တတာမြို့နယ်နေသူတူကပြောကြပါတယ်ငလင်လောက်ခတ်တီကိုရုံတိုင်းဆိုင်အတွေ့ရှိတာကေတာမြောက်တကုံရှစ်တကုံရန်ကင်းတာမွေအစမ်းရှိသည့်မြို့နယ်အများစုတွင်လည်းတိတိတာခံစားခဲ့ရသည်ဟုသိရပါတယ်ရန်ကုန်မှာအင်အားတိတာပြင်းတဲ့ငလင်လောက်ခတ်ဒီကနေ့မနက်8:36မိနစ်ကရန်ကုန်မြို့ကမြို့နယ်အများစုမှာအင်အားတိတာတဲ့ငလင်ချို့လောက်ခတ်သွားတယ်လို့မြို့ကန်တွေက BBC ကိုပြောလာပါတယ်။တာကေတာတင်ငန်းကျိုးနဲ့ကမာယို့ကြီးမနိုင်ရွှေပြည်သာတို့အပြင်တခြားမြို့နယ်တွေမှာပါတိတိတာလောက်ခတ်ခဲ့တာလို့ဆိုပါတယ်။အရန်ကျန်းနဲ့လူတွေအော်ပြီးပြေးကြတာလောက်တာကြတယ်ရက်တော့မလားနဲ့မရက်ဘူးအနည်းဆုံး10မိနစ်ခွဲလောက်သွားတာအိမ်နေတော့နိုးပြီးပြရတာအောက်ရောက်တဲ့အထိလောက်တုံးလို့တာကေတာမြို့နယ်မှာနေထိုင်သူတူကပြောပါတယ်။နောက်ထပ်ရန်ကုန်မြို့ကန်တူကလည်းတော်တော်ပြင်းနဲ့တိတာတဲ့ဇပွဲတွေကွန်ပျူတာပါလောက်တာလူတွေပါရိုင်းကုန်တယ်။အကုန်ပြည်စင်ကြတာလို့ရန်ကုန်မြို့လေကကုမ္ပဏီဝန်ထမ်းတူကပြောပါတယ်။ငလီပြင်းအဖော်ပြတဲ့ software တွေမှာတော့ရန်ကုန်မှာအနည်းဆုံး3ချိန်ခန့်လုပ်ပြီးပြင်းအား 5.3 မဂနီကျူထိရှိခဲ့တယ်လို့ဖော်ပြပါတယ်။မုံတိုင်းဟာ19ရက်နေ့မှာတရုတ်နိုင်ငံရှာဟိုင်းမြို့ကိုဝင်ပြီးတဲ့အခါမှာဗမာပြည်တဲ့အထိမုံတိုင်းပြန်ကြမိုးတွေဝင်လာမဲ့အနေအထားတွေကိုကျွန်တော်တို့တွေ့ရှိထားရပါတယ်ဒီအတွက်ကြောင့်မလို့မြန်မာ